အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာညွှန်တာပဲဖြစ်ပါတယ်ဘလောက်ပဲကျွန်တော်ဗီဒီယိုတွေပေါ့နော်ဘလောက်ပဲလုပ်ပေးတော်တော်များများကလည်းလာမေးတဲ့နော်အသိစဉ်ဆုံးအစီရင်ထဲမှာလေအများအားပဲအဆန်ဝင်အောင်လက်ပွင့်အောင်အဆန်ဝင်အောင်လက်ပွင့်အောင်ဒါတွေပဲများတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဆရာအစဉ်ဆက်ပေါ့နော်ဒီစီမံခဲ့တဲ့ရေရာတစ်မျိုးကိုကျွန်တော်ပြောပြပေးပါမှာဖြစ်ပါတယ်အဲ့တော့လူတစ်ယောက်မှာလက်ပွင့်ကိစ္စလက်လာပါပွင့်လင်းဖို့အတွက်ပေါ့ဒီနေရာမှာကျတော့ကျွန်တော်ကဗုဒ္ဓဘာသာဝင်တွေကမကလူမျိုးရေးဘာသာရေးလုံနိုင်တဲ့အစီအရင်တစ်ခုကိုဝင်ညပေးခြင်း။ဘာကြောင့်လဲဆိုတော့အချို့အစီအရင်တွေအများစုကဗုဒ္ဓဘာသာနဲ့ရောတဲ့အခါဗုဒ္ဓဘာသာဂါထာတွေရှိတယ်။အဲ့ဂါထာတွေနဲ့ရောတဲ့အခါကျတော့ဒီအချို့ဘာသာရေးသမားတွေကအခြားဘာသာဝင်တွေကလုပ်ဖို့ခက်တယ်ပေါ့။ဟိုလုပ်လို့မလွယ်ဘူးပေါ့။ဒီလိုမျိုးလေးတွေရှိတာပေါ့။ကဲအားကြောင့်မို့လို့ကျွန်တော်ကလူမျိုးမေးဘာသာမေးလုပ်လို့ရတယ်လက်ပွင့်စီရင်လက်ပွင့်ရေရာတွေကိုပြောပေးပါမယ်။အဲ့တော့ဘာလိုအပ်လဲဆိုတော့ဒီရေရာလုပ်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့သိမောသီးတစ်လုံးလိုအပ်တယ်ကျွန်တော်နှစ်နည်းပြောပေးမယ်နော်သိမောသီးတစ်လုံးလိုအပ်တယ်အဲ့သိမောသီးမှာအပေါ်ပေါ့သိမောသီးဆိုတာနေရာမှာလည်းအရန်ကြီးအမှဲကြီးမဟုတ်အရန်ကြီးအစိမ်းကြီးလည်းမဟုတ်ဘူးအရင်မှဲ့ပျော်နေတဲ့အသီးလည်းမဟုတ်ဘူးနော်ဒီလိုပေါ့ဒီမှဲ့ဖို့လိုနေသေးတဲ့အစိမ်းပေါ့လုံးလုံးကြီးသိမောတောင်းလောက်စားတဲ့သိမောသီးမျိုးလည်းမဟုတ်ဘူးပေါ့အဲ့သိမောသီးရှိမယ်အဲ့သိမောသီးကိုကျွန်တော်တို့ဒီအဝမှာထိတ်ဝမှာအသားပေါ့နော်အပေါ်ရန်အသားကိုပွားနေပြီးတော့ဓာတ်လေးနဲ့ထွင်းလိုက်ပါထွင်းနေဆိုတဲ့နေရာမှာကျွန်တော်အဓိကအဖြစ်တော့ဖောက်လိုက်ရမှာမဟုတ်ဘဲနဲ့အပြင်အခွန်အစိမ်းပေါ့အခွန်အစိမ်းလေးကိုပပလေးပြီးပေါ့ခွာမှာပါပြီးတဲ့အခါမှာအဲ့ဒီခွာလိုက်တဲ့ဟာတွေကအနည်းဆုံးအဝိုင်းတစ်ဝိုင်းစာလောက်လေးပေါ့နော်ခွာပေါ့ခွာပြီးရအဲ့ဒီထက်ကိုလက်ဖက်အသားထည့်မယ်လက်ဖက်သားထည့်မယ်လက်ဖက်သားထည့်ပြီးပြီဆိုတာနဲ့လက်ဖက်သားရဲ့အပေါ်မှာလီပိုပလင်းဖုံးရှိအဖုံးကိုပေါ်ကနေပြီးတော့လက်ဖက်သားပေါ်မှာဖိမယ်ပြီးအဲ့ဒီပုံမှာဖျောင်းနိုင်အစိမ့်တိုင်းထုံးမယ်ပြီးတော့အဲ့ဒီသီမောသီမှာအဲ့တော့သီမောသီကိုအကောင်းဆုံးကတော့သီမောသီကိုထောင်လို့ရတဲ့သီမောသီမျိုးဖြစ်တာပိုကောင်းတယ်ဗျထောင်လို့ရတဲ့သီမောသီမျိုးဖြစ်တာပိုကောင်းတယ်ထောင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီလိုခေါ်မယ်ဆိုတော့အညာတန်ရှိတယ်ထိတ်ရှိတယ်အဲ့တော့ထိတ်ပတ်ကိုလုံးမယ်ဆိုရင်ထိတ်ပတ်ကိုညှိုးပြီးလုပ်ပါအဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်ဒီလိုအလျားလိုက်လုပ်မယ်ဆိုရင်လည်းအလေကိုလုပ်ပါနော်ပြီးတော့နော်လေကိုလုပ်ပါပြီးရခါမှာအဲ့ဒီပုံမှာတင်ထုံးပြီးရခါမှာအဲ့ဒီသင်္ဘောသီးမှာအီဟိလာဗန်အီဟိတန်နံရေးပါအဲ့တော့အဲ့လိုရေးဖို့ခက်ခဲနေတယ်ဆိုရင်အမှားလိုပဲငွေလာလောငွေကျွေးလာလောစီးပွားဥစ္စာလာလောဝင်လောစီးပွားဥစ္စာလာဖတ်တစ်ဖြစ်ကိုငွေကြီးကိစ္စနဲ့ပတ်သက်ပြီးကိုလိုရင်တဲ့ပုံစံလေးကိုရေးပါပြီးအဲ့လိုမျိုးထုံးပါခုနကခါမှာじゃထုံးနေရင်လည်းဒီခွန်းစလိုက်ထုံးပေးပါထုံးပြီးသွားတဲ့အခါမှာဒီမော်ဒီမှဲ့လာတဲ့အခါကျရင်ဒီမော်ဒီကိုခွဲစိတ်ပြီးတော့မိမိရဲ့ပန်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုလိုက်ကျွေးပေးပါအဲ့ဒါဆိုရင်တော့ဒီလက်လာပါတွေပွင့်လန်းသွားပါလိမ့်မယ်ဒုတိယတစ်ခုပြောပြချင်တဲ့အကြောင်းအရာကျတော့ဘာလဲဆိုတော့တေချဘိုးခောက်တယ်လုပ်တဲ့အစီရင်မှာတို့တေချဘိုးခောက်တယ်လုပ်တဲ့အစီရင်ကတို့မြန်မာနိုင်ငံမဟုတ်ဘဲနဲ့အနောက်တိုင်းလောကီပညာမှာအသုံးကျတဲ့လက်ပွင့်လို့ပြောလို့ရတယ်အဲ့တော့တေချဘိုးခောက်မှုံရှိတယ်ပေါ့တေချဘိုးခောက်မှုံကိုကျွန်တော်တို့ဒီနိမိရဲ့အိမ်ရှိမှာကျဲဖြန့်ထားပြီးတော့နော်လဝါမှာလက်ကုပ်ပြီးတော့မွေတွေလာပြီးမွေတွေလာပြီးအတော်မတတ်နိုင်တော့မွေတွေလာပြီးမွေတွေလာပြီးပတ်စံနေလာပြီးအတော်မတတ်နိုင်တော့မွေတွေလာပြီးဆိုပြီးလက်ခုပ်တီးပြီးခေါ်တဲ့အခါကျရင်မိမိရဲ့အိမ်ကိုလက်လာပါတွေတိုးလာစေတယ်လက်လာပါတွေဝင်လာစေတယ်အဲ့စင်ရင်မှာထူးဆန်းတာကျတော့ visualization လို့ခေါ်တဲ့မိမိရဲ့စိတ်ညှို့မှုပဲမြင့်ကြတော့ထဲမှာဟိုရွှေတွေမွေတွေဗရံများတွေပတ်စံတွေအားလုံးကမိမိရဲ့အိမ်ထဲကိုဝင်လာပါတယ်ဆိုတော့မိမိရဲ့အတွေးပုံရိပ်ကိုမိမိရဲ့အတွေးထဲမှာပုံဖော်ရပါတယ်ဗျအဲ့လိုပုံဖော်ပြီးတော့မှလက်ခုပ်ရိုက်ပြီးတီးတာကပိုပြီးစင်နေပါတယ်အချို့အစီရင်တွေမှာဆိုဘယ်လိုလုပ်ခိုင်းလဲဆိုတော့ဖျောင်းနိုင်အစိမ်းရှိတယ်ဖျောင်းနိုင်အစိမ်းကိုတကြပိုးအစီပေါ့အစုလေးတုတ်ပြီးဆိုတာနဲ့ဒီကျွန်တော်တို့ဒီလင်မန်းရှိတယ်လင်မန်းထဲမှာဗာလဲဆိုတော့လင်မန်းထဲမှာတကြပိုးခောက်တွေရယ်နောက်ဒီကရဝေးရက်တွေရယ်နောက် rosemary ရယ်နောက်ပြီးတော့အကျွေးစီတွေရယ်
အဲ့ဒါတွေကိုအဲ့ထည့်ထားပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီခရုခွန်တွေပေါ့ခရုခွန်အဖြူလေးတွေအဲ့ဒါလေးကိုထည့်ပြီးတော့အဲ့အလေမှာစီမီကွက်လေးနဲ့ပြောင်းလိုက်အစိမ်းတိုင်းထွန်းရင်လည်းလက်လာပါပွင့်စေပါတယ်ကဲအားလုံးလက်လာပါပွင့်လန်းကြပါစေပတ်စံကြောင့်မွေကြောင့်တနာဥစ္စာကြောင့်ချမ်းသာခြင်းအပြည့်ကြွယ်ဝခြင်းအပြည့်နဲ့ရှိကြပါ